အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကောင်းမြောက်မှဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုအခုနှစ်ပိုင်းအတွင်းမှာကျွန်တော်တို့မြန်မာတွေတော်တော်လေးကိုအလားများတဲ့နိုင်ငံတစ်ခုအကြောင်းပြောပြချင်ပါတယ်ဟုတ်ကဲ့မိတ်ဆွေတို့ဒီနိုင်ငံကဘယ်နိုင်ငံဖြစ်မယ်လို့ထင်ပါသလဲဟုတ်ကဲ့အဲ့ဒါကတော့အားလုံးသိကြတဲ့ဒူဘိုင်းမြို့တော်တရှိရာ UAE နိုင်ငံပဲဖြစ်ပါတယ် UAE နိုင်ငံရဲ့နာမည်ရှေ့ကောက်ကတော့ United Arab Emirates ပဲဖြစ်ပါတယ် UAE နိုင်ငံကိုလက်ရှိအချိန်မှာ Abu Dhabi, Dubai, Sharjah, Aman Queen, Fujairah, Ajman နဲ့ Ras Al Khaimah ဆိုပြီးတော့ပြည်နယ်ခုနဲ့ဖွဲ့စည်းထားတာပါအကြမ်းအဖြစ်ကြည့်ရရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်တော်လေးကိုဆင်တူပါတယ်ကျွန်တော်မြန်မာနိုင်ငံဆိုရင်လည်းတိုင်းနဲ့ပြည်နယ်14ခုနဲ့ဖွဲ့စည်းထားတယ်လို့မျိုးပေါ့အဲ့ဒါပြီးတော့ပထမအဦးဆုံးစိတ်ဝင်စားစရာတစ်ခုအနေနဲ့ပြောရရင်ဒီနိုင်ငံကိုစတင်ပြီးတော့တည်ထောင်ခဲ့တာဆိုရင်အခု2025ခုနှစ်မှာမှ54နှစ်ပဲရှိနေပါသေးတယ်ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရှင်းကြည့်ရင်တော့တော်တော်လေးကိုနောက်ကျတယ်လို့ပြောနိုင်ပါတယ်ဒါပေမဲ့ဒါမျိုးနောက်ကျနေလို့သွားပြီးအထင်သေးလို့တော့မရပါဘူးအခုလက်ရှိအချိန်မှာဒီနိုင်ငံရဲ့ပက်ပေါင်းစုံကနေဖွံ့ဖြိုးတိုးတက်မှုတွေကမ္ဘာအလယ်မှာအရေးပါမှုတွေကတော့တွားရှုံးလို့မရပါဘူးနောက်ပြီးတော့စီးပွားရေးရပြောရမယ်ဆိုရင်နိုင်ငံရဲ့အဓိကဝင်ငွေကိုရေနံတင်ပို့မှုတွေကနေရရှိနေတာဆိုပေမဲ့ဒါတမင်လားဆိုတော့လုံးဝမဟုတ်ပါဘူး UAE ရဲ့အုပ်ချုပ်သူတွေဟာအမျှော်အမြင်ရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးသဘောဝတွန်းထွက်ပစ္စည်းတွေကတနေ့နေ့တစ်ချိန်ချိန်မှာလုံဝကုန်ခန်းသွားနိုင်တယ်ဆိုတာကိုသူတို့ကြိုတင်သိထားမိခဲ့ကြပါတယ်ဒါကြောင့်မို့သူတို့တွေကဒူဘိုင်းလိုနေရာမျိုးမှာလူတွေကိုဆွဲဆောင်မှုရှိစေတဲ့ဒီဇိုင်းတစ်ဆန်ပုံစံတွေနဲ့လက်ရှိအချိန်ထိကမ္ဘာအမြင့်ဆုံးမုံရတိုက်ကြီးတစ်ခုဖြစ်တဲ့ Burj Khalifa ကမ္ဘာဈေးကြီးဆုံး the one and only 7-star hotel တစ်ခုဖြစ်တဲ့ Burj Al Arab ကမ္ဘာမှာအမြင့်ဆုံး 5-star hotel တစ်ခုဖြစ်တဲ့ JW Marriott ပြီးတော့ကမ္ဘာအကြီးဆုံးဈေးဝယ်စင်တာကြီးတစ်ခုဖြစ်တဲ့ Dubai Mall အစရှိတဲ့ထူးခြားတဲ့အဆောက်အဦတွေကိုဆောက်လုပ်ပြီးတော့ကမ္ဘာရဲ့ကခီးတွားတွေကိုဆွဲဆောင်ပါတယ်ဒီလိုမျိုးဆွဲဆောင်ပြီးတော့ပဲခီးတွားလုပ်ငန်းတွေကိုလုပ်ကိုင်လာကြပါတယ်ဒါကြောင့်မို့ခီးတွားလူတွေဟာဒူဘိုင်းမှာအရန်ကိုပုံများတာကြောင့်ဟိုတယ်စားလုပ်ဆိုင်တွေဆိုရင်လည်းအရန်ကိုပုံများပါတယ်ဒါကြောင့်မို့လို့ဟိုတယ်လုပ်ငန်းနဲ့စားလုပ်ဆိုင်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့အလုပ်ကိုင်ခွင့်လန်းတွေဆိုရင်လည်းဒူဘိုင်းမှာတကယ်လေးကိုပုံများပါတယ်ပြီးတော့ပုံမှန်နေတဲ့တွေးကြည့်ရင်ကျွန်တော်တို့အလွန်ပူပြင်းတဲ့တဲကန်လာရလိုနေရာမျိုးမှာပန်းမတွေစိုက်ပျိုးဖို့ဆိုတာမဖြစ်နိုင်တဲ့စိတ်ကူးတစ်ခုလို့ထင်ရပေမဲ့လက်တွေ့သူတို့နိုင်ငံမှာတော့နေရာအနှံ့နီးပါးမှာလှပတဲ့ပန်းမတွေကိုစိုက်ပျိုးထားကြပါတယ်။ချန်ပီယံအနေနဲ့ပြောရင်ကာလန်ဘေးတွေမှာအစားလှပတဲ့ပန်းမတွေနဲ့ဖုံးလွှမ်းထားပါတယ်။ပြီးတော့အာအသက်ရကောင်းတဲ့တစ်ခုကဒီလိုမျိုးဘာမှမရှိပဲတဲကန်လာရတဲ့ကြီးပဲရှိတဲ့နေရာမျိုးမှာလှပတဲ့ရောင်စုံပန်းမျိုးပေါင်းတန်150နဲ့ Miracle Garden လို့ခေါ်တဲ့ရန်ကိုကြီးမားတဲ့ပန်းဝင်းကြီးတစ်ခုကိုလည်းဖန်တီးထားပြီးတော့ကမ္ဘာလက်ခီးသွားတွေကိုလည်းဆွဲဆောင်ထားပါသေးတယ်။နောက်တစ်ခုစိတ်ဝင်စားစရာအနေနဲ့ပြောရရင်ဒူဘိုင်းရဲ့မြင်းနေရလိုအပ်ချက်အရပင်လယ်ပြင်ထဲမှာပဲ The Blank Jumeirah လို့ခေါ်တဲ့ကြီးမားတဲ့လူလို့ကျွန်းကြီးကိုလည်းဆောက်လုပ်ထားပါတယ်။ပြီးတော့အဲဒီလူလို့ကျွန်းကြီးပေါ်မှာပဲစိန်ခံအိမ်တွေကိုဆောက်လုပ်ကြပြီးတော့သူတို့တွေကတန်ကြွတဲ့ထွေးတွေထံကိုရောက်ချကြပါတယ်။ဒီလိုမျိုးဒူဘိုင်းမှာပဲရှိတဲ့ထူးခြားတဲ့လက်ပတ်စရာနေရာတွေကြောင့်ကမ္ဘာရဲ့မှာရှိတဲ့ခီးသွားတွေကလည်း UAE နိုင်ငံကိုပို့ပြီးသတိထားမိလာကြပြီးတော့ UAE နိုင်ငံရဲ့စီးပွားရေးနဲ့ခီးသွားလာရေးဌာနရဲ့စီးရင်ထုတ်ပြန်ထားမှုအရပြီးခဲ့တဲ့2024ခုနှစ်မှာဆိုရင်ကမ္ဘာရဲ့ကလာရောက်လက်ပတ်သူပေါင်းဟာ 18.9 မီလီယံလောက်ရှိရဲလို့ဆိုထားပါတယ်။ဒါဟာအရန်ကုန်များတဲ့ပမာဏဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေတို့ရောဒီလိုမျိုးကမ္ဘာပေါ်ကအကောင်းဆုံးထူးခြားဆုံးသောအရာတွေနဲ့ပြည့်နေနေတဲ့ UAE နိုင်ငံကိုရောက်ဖူးကြပြီလား။မရောက်ဖူးသေးဘူးဆိုရင်တော့မိတ်ဆွေတို့အခွင့်အလမ်းတားတဲ့အခါလာရောက်လက်ပတ်ကြဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်လေးပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းမိတ်ဆွေတို့အတွက်စိတ်ဝင်စားစရာကောင်းပြီးဘုဒ္ဓတရားစရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကြည့်ရမိတ်ဆွေက Facebook ကနေကြည့်နေကြမယ်ဆိုရင် like and follow လေးလုပ်ခဲ့ပြီးတော့ YouTube ကနေကြည့်နေကြမယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ပါဦးခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့